ညီကိုတွေအားလုံးပဲမြင်လာပါဒါမင်းညာပွဲလေးကတော့အကုန်ရှော့ပေါ့ဗျာကျွန်တော်လည်းဒါအကောင်းဆုံးရွေးချယ်ပေးတာပဲเนาะတစ်ခါလေးလွှဲချော်မှုလေးဖြစ်သွားတဲ့အတွက်ညီကိုတွေကိုဒီကနေပဲတောင်းပန်ပါတယ်ဒီနေ့မှာတော့ဒါပြင်သစ်လီ1ပွဲစဉ် PSG နဲ့ဒါလိုင်ယွန်ပွဲလေးကိုတပွဲကောင်းလေးရွေးပေးထားပါတယ်ဒီလိုပွဲလေးလိုချင်တော့ channel လေးကို join ထားပေးပါ channel link လေးကတော့ profile မှာလည်းကြည့်လို့ရပါတယ်PSD ကတော့ဒါအိမ်ခွင်းမှာနှလုံး80နဲ့ဒါအကျော်ပေးထားပြီးတော့ဂိုးပေါင်းနေနဲ့ကတော့350ရှုံပေးထားပါတယ်PSD ကဇယားထိတ်မှာဥဆောင်ပြီးဒါပြိုင်ပွဲစုံ6ပွဲဆက်တိုက်နိုင်ရတယ်ချန်ပီယံလိမှာလည်းချက်စီနဲ့လီဗာပူးကိုနှစ်ကြော်လုံးနိုင်ထားပြီးဒါနောက်တစ်ဆင့်တက်ထားနိုင်လို့ဒါစိတ်သက်ပိုင်းကတော့တက်ကြွနေပါတယ်ကျွန်တော်တို့ဒုတိယနေရာက Lens တမတ်တာပြီးမဲ့ဒါနှစ်ပွဲရော့ကစားထားတာကြောင့်ဒီပွဲနိုင်ရင်ချန်ပီယံစုကလည်းဒါတေးကြတဲ့အနေထားပါအိမ်ဝင်းစွမ်းဆောင်ရတော့လုံးဝကြောက်စရာကြီးဗျဒါ73ပွဲမှာ17ပွဲနိုင်ထားပြီးတော့24ကိုရထားပြီးတော့ဒါပေးကို8ကိုနဲ့ဒါ9ပွဲလောက်ထိဒါကိုမပေးရအောင်ကစားထားနိုင်တယ်လာယုံကအဆင့်9နေရာမှာရှိနေပြီးတော့ဒါနောက်ဆုံး9ပွဲဆက်နိုင်ပွဲပြောင်းနေတာကနေဒါပြီးခဲ့တဲ့ Lorient နဲ့ပွဲမှာတော့ဒါ2စီးနဲ့ပြန်နိုင်ထားတယ်နောက်ဆုံးဝေးဝင်း9ပွဲမှာဒါ4ပွဲတည်ကြပြီးပွဲရှုံးထားတယ်ဒီ9ပွဲမှာ3ဂိုးလောက်ပဲရထားပြီဒါခံစစ်ပိုင်းကတော့4ဂိုးလောက်ပေးထားတာမလို့ဒါအရင်တော့စူးစူးရွာမဟုတ်ဘူးဒါဥရောပဝင်တနေရာရဖို့အတွက်တော့တမက်လောက်ရအောင်ပိတ်ကစားလာနိုင်ပေမဲ့ဒါ PSG အိမ်ဝင်မှာတော့ကျွန်တော်တို့မလွယ်ပါဘူးလူစင်းမိုင်းကိုကြည့်မယ်ဆိုရင်ဒါ PSG ဘက်မှာကွင်းလယ်မှာဒါ Fabian Ruiz နဲ့ခံစစ်ပိုင်းမှာဒါ Nuno Mendes တို့မပါနိုင်ပေမဲ့လူဝင်အားတောင်းတင်တယ်လို့ဒါတိုက်စစ်ပိုင်းမှာလည်းတမ်ဘီလီကဂိုးတွေဇက်တိုက်တွင်းပြနေပါတယ်။လိုင်ယွန်ကတော့ဒီကကွင်းလယ်လို့ဒါတော်လီဆိုနဲ့ဒါတိုက်စစ်ပိုင်းမှာဒါဖူဖာနာတို့လိုကစားသမားတွေမပါနိုင်လို့ဒါတမ်ဘီလီလိုကစားသမားမျိုးကိုတားဆီးဖို့တော့ခက်ပါလိမ့်မယ်။အတူအကိုကြည့်မယ်ဆိုရင်ဒါနောက်ဆုံးတွဲဆောင်မှု6ချိန်မှာတော့ဒါ PSG ကပဲ6ချိန်လုံးအပြတ်သက်နိုင်ထားပါတယ်။ကျွန်တော်တို့ဒီလူစီရင်ရဆိုရင်လိုင်ယွန်ကဒါအဝေးကွင်းမှာတည်ရတမက်ရဖို့တော့ဒါမန်နေရုံးကန်ပဲအနေထားဖြစ်နေပါပြီနှလုံး80ဆိုတဲ့အကျော်ပွေးမှုကလည်းဒါ PSG တစ်ဖက်တည်းကကိုသွင်းမဲ့ဆိုတဲ့သဘောမျိုးပေါ့နော်ကျွန်တော်တို့ PSG body လေးကိုရွေးချယ်ပေးခြင်းလို့ကိုပေါင်းလေးကိုဆိုရင်တော့ကျွန်တော်တို့ကိုကိုကြိုက်ပါတယ်ညီကိုတို့ဒီပွဲရလက်လေးကို comment မှာခံမှန်းပေးသွားပါအောင်ဗျကျေးဇူးအားပေးတဲ့ညီကိုတယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲခွက်လက်ဖြစ်ပါစေဗျ